အားလုံးမင်္ဂလာပါ KChemistry Insight Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီချယ်ကို alcohol ကို IUPAC system နဲ့နာမည်ပေးကြည့်ကြမယ်နော်ဒီ alcohol လေးကိုချယ်တို့နာမည်စပြီးတော့မှပေးကြည့်အောင်နော်အဲ့တော့ rule number 1ကဘာပြောထားလဲဆိုတော့နော် longest carbon chain ကိုရွေးရမယ်အဲ့ longest carbon chain ကနော်ဘာပါရမလဲဆိုတော့သူ့မှာ alcohol အုပ်စု OH အုပ်စုနဲ့ဓာတ်ရိုက်ချိတ်ဆက်နေတဲ့အရှည်ဆုံးကာဗွန်ဆက်တန်းကိုရွေးမယ်တဲ့အဲ့ဒီမှာနော် OH group နဲ့ဓာတ်ရိုက်ချိတ်ဆက်နေတဲ့အရှည်ဆုံးကာဗွန်ဆက်တန်းကိုဒီမှာရွေးလိုက်တယ်နော်ရွေးပြီးရင်ဘာလုပ်ရမလဲဆိုတော့အဲ့ဒီဆက်တန်းကိုကတော့ numbering လုပ်ရမယ်နံပါတ်တက်ရမယ်နော်နံပါတ်စဉ်တက်တဲ့အခါမှာဘယ်လိုတက်ရမလဲဆိုတော့နော်အစွန်တစ်ခုကနေစတက်တာပါအဲ့ဘယ်ဘက်အစွန်ကနေစတက်မလဲဆိုတော့နော် OH အုပ်စုနဲ့အနီးဆုံးအစွန်ကနေစပြီးတော့မှကာဗွန်နံပါတ်ကိုတက်မယ်တဲ့အဲ့မှာ OH အုပ်စုနဲ့အနီးဆုံးဆိုရင်သူကနော် OH အုပ်စုရှိတဲ့နော်ကာဗွန်နံပါတ်ဒီပါဖြစ်ရမယ် lowest possible number ဖြစ်သွားရမယ်เนาะဒါကြောင့်အခုဒီမှာနံပါတ်စဉ်တက်ထားတယ်เนาะညာဘက်ကနေစတက်မှဒီ OH အုပ်စုနဲ့ချိတ်ဆက်နေတဲ့ကာဗွန်နဲ့ဘာဖြစ်မလဲအနီးဆုံးဖြစ်မှာဒါကြောင့်ဒီညာဘက်ကနေနံပါတ်စဉ်စတက်သွားတယ်နံပါတ်စဉ်1ကနေပြီးတော့မှ10အထိရှိเนาะကာဗွန်10လုံးပါတဲ့ဆက်တန်းပေါ့เนาะနံပါတ်3ကကျတော့သူကဘာပြောလဲဆိုတော့เนาะပင်မအဲကဲရဲ့နာမည်ကနော် E နဲ့ဆုံးနေဆိုရင် alcohol မှာဘာနဲ့ပြန်ဆုံးတက်ရမလဲဆိုတော့အဲ့ E ကိုဘာလုပ်ရမလဲ drop လုပ်ပါတဲ့နော်ဖြုတ်လိုက်နော်ဖြုတ်ပြီးအဲ့ E နေရာမှာဘာနဲ့အစားထိုးမလဲဆိုတော့ OL နဲ့အစားထိုးရမယ်တဲ့ခုဒီမှာဆိုရင်ကာဗွန်10လုံးဆိုရင်ဒါပါလဲပင်မအဲကင်းက decane နော် decane မှာ E ကိုဖြုတ် OL ထည့်မယ်ဆိုရင်ဘာဖြစ်မလဲတကနော်ဖြစ်မှာပေါ့နော်ကဲဒါဆိုနံပါတ်4ကနော် OH group နော် position ကိုဖော်ပြဖို့အတွက်နံပါတ်နော်နံပါတ်ကိုအဲ့နေရာမှာနေရာယူရမယ်တဲ့ဒါဆိုရင် OH group ဒီမှာဆိုရင် OH group ပါတဲ့ကာဗွန်နံပါတ်ကဘယ်လောက်လဲနံပါတ်3ပေါ့နော်နောက်တစ်ခုကဘာပြောထားလဲဆိုတော့နော်အဲ့ longest carbon chain ရဲ့ဘေးမှာနော် branch သို့မဟုတ် substituent အုပ်စုတွေပါလိမ့်မယ်တဲ့နော်အစားထိုးအုပ်စုတွေပါတယ်ခုဒီမှာဆိုရင်ကာဗွန်နံပါတ်6နဲ့8မှာမီသိုင်းအုပ်စုတွေပါတယ်နော် CH3 မီသိုင်းအုပ်စုတွေပါတယ်နော်အဲ့အုပ်စုတွေဘာလုပ်ရမလဲဆိုတော့နံပါတ်တက်ရမယ်တဲ့နော်ပြီးရင် alphabet စီမယ်နော် alphabetically စီပေးရမယ်ခုဒီမှာတော့မီသိန်းနော်မီသိုင်းအုပ်စုနော် C3 ဆိုမီသိုင်းအုပ်စုနှစ်ခုတူနေတယ်တူနေတော့သူ alphabet စီစရာမလိုဘူးပေါ့နော်အုပ်စုတူနေငါတို့ဒီမှာဘာလုပ်ရမလဲ di တို့ tri တို့ထည့်ပြီးတော့မှနော်ဒီ substituent ရဲ့အုပ်စုကိုဖော်ပြပေးရမယ်နော်နောက်တစ်ခုကသူကဘာပြောထားလဲဆိုတော့ဒီကာဗွန်နံပါတ်တွေကိုတက်တဲ့နေရာမှာနော်အဓိကဘာကို priority ပေးရမလဲဆို OH group ရဲ့ position ကို priority ပေးရမယ်เนาะနံပါတ်ညွှန်တဲ့နေရာမှာဒီမှာဆိုရင်เนาะကာဗွန်နံပါတ်1 2 3မှာ OH အုပ်စုရှိနေတယ်เนาะအဲ OH အုပ်စုရဲ့ position ကိုသူက priority ပေးပြီးတော့မှနံပါတ်တက်ခိုင်းတယ်เนาะဒါကြောင့်သူကညာဘက်ကနေစတက်ရမှာအဲ့လိုမတက်ဘဲနဲ့ငါတို့ကဒီဘဲဘက်ကနေနော် substituent အုပ်စုနီးတဲ့ဘက်ကနေစပြီးတော့မှတက်မိရင်မဖြစ်မလဲအဲ့ဒါမှားတာပေါ့နော်ကြည့်ဒါဆိုရင်အခုနော်ဒီမှာနော်အရှိဆုံးဆက်တန်းကိုလည်းရှာပြီးပြီနော် numbering နဲ့လုပ်ပြီးပြီနော် OH group ရှိတဲ့ carbon position ကိုလည်းငါတို့နော်ဖော်ပြပြီးပြီနော်
အစားထိုးအုပ်စုရှိတဲ့ကာဗွန်နံပါတ်တွေကိုလည်းတက်ပြီးပြီဆိုရင်ကတော့သူ့ကိုဘယ်လိုနာမည်ပေးမလဲနော်အစားထိုးအုပ်စုရှိတဲ့နော်ကာဗွန်နံပါတ်တွေကိုနော်တစ်ခုနဲ့တစ်ခုဘာလုပ်မလဲကော်မာလေးချပြီးတော့မှရေးပေးမယ်နော်ဒါဆိုရင်ဒီမှာ6နဲ့8မှာရှိတယ်ဆိုတော့ 6,8 ပေါ့နော်ပြီးရင်နော်အစားထိုးအုပ်စုနှစ်ခုဟာနော်တူတယ်ဆိုလို့ရှိရင်ဒိုင်းပေါ့ဒါကြောင့်ဒီမှာဒိုင်းမီတိုင်းဒိုင်းမီတိုင်းနဲ့ဒီ number နဲ့ကြားထဲမှာ hyphen လေးချပေးမယ်နော်ဒါဆိုရင်ပြင်မအကိန်းပြင်မအကိန်းအုပ်စုကိုငါတို့ကနော် E ကိုဖြုတ် OL ထည့်မယ်ဆိုတော့ပြင်မအကိန်းကကာဗွန်10လုံးဆိုတော့ဗာလဲတကိန်းနော်တကိန်းမှာ E ကိုဖြုတ် OL ထည့်မယ်ဆိုတော့ဗာဖြစ်မလဲတကနော်နော်ပြီးရင်အဲ့မှာ OH အုပ်စုရှိတဲ့ကာဗွန်နံပါတ်ကဘယ်လောက်လဲနံပါတ်3မှာရှိတယ်ဒါကြောင့်ဒီမှာ3တကနော်ဆိုပြီးတော့မှနာမည်ပေးလိုက်မယ်နော်အဲ့တော့6,8 dimethyl 3တကနော်ဖြစ်ပါတယ်ဒီအကိုဟောဆွတ်ချာကိုနာမည်ပေးမယ်အဲ့တော့ OH အုပ်စုပါတဲ့အရှိဆုံးဆက်တန်းကိုရွေးလိုက်တယ်နော်အဲ့တော့ကာဗွန်နံပါတ်တက်မယ်နော် OH နဲ့အနီးဆုံးကနေစတက်တယ်1 2 3 4 5အဲ့2မှာ OH အုပ်စုရှိမယ်3မှာအစားထိုးအုပ်စုမီတိုင်းရှိမယ်ဒါဆိုရင်3မီတိုင်းနော်အဲ့2မှာ OH အုပ်စုရှိတယ်ကာဗွန်က5လုံးဆိုတော့ပန်တိန်နော်ပန်တိန်မှာ E ကိုဖြုတ် OL ထဲတော့ပန်တနော်အဲ့တော့2ပန်တနော်ဖြစ်မယ်အဲ့တော့သူက3မီတိုင်း2ပန်တနော်ခင်နောက်တစ်ခုကြည့်မယ်နော် OH အုပ်စုပါတဲ့အရှိဆုံးဆက်တန်းဒါကတော့ရှင်းပါတယ်เนาะတစ်ခုပဲရှိတယ်เนาะ OH အုပ်စုနဲ့အနီးဆုံးကနေကာဗွန်နံပါတ်တက်မယ်ဒါဆိုရင်ကာဗွန်6လုံးရှိတယ်เนาะ2မှာ OH အုပ်စုရှိတယ်เนาะကာဗွန်6လုံးဆိုတော့ hexane hexane မှာ E ကိုဖြုတ် OL ထည့်အဲ့တော့ဘာရမလဲ hexanol OH အုပ်စုက2မှာရှိတော့2 hexanol ဖြစ်မယ်အကယ်၍တဲ့နော် molecule တစ်ခုထဲမှာပဲနော် OH အုပ်စုဟာတစ်ခုထက်ပိုပြီးတော့မှပါလာခဲ့ရင်နော်အဲ့ alcohol မျိုးဘာခေါ်လဲဆို polyhydrate alcohol ဒါမှမဟုတ်ရင် polyhydroxy alcohol လို့ခေါ်တယ်တဲ့နော်အဲ့ဒါဆိုအခုဒီမှာနော်ကြည့်လိုက်မယ်နော်ဒီ structure လေးမှာကြည့်လိုက်ရင် OH အုပ်စုဘယ်နှခုပါနေလဲနှစ်ခုပါနေတယ်OH အုပ်စု2ခုပါရင် diol လို့သုံးရမယ်เนาะ3ခုပါရင် triol လို့သုံးမယ်เนาะအဲ့တော့ဘယ်လိုသုံးမလဲဆိုတော့ပင်မအကိန်းเนาะပင်မအကိန်းရဲ့နာမည်ကိုကျတော့သူကဒီမှာเนาะပြောင်းစရာမလိုဘူး E နဲ့ပဲအဆုံးသတ်သွားရမယ်တဲ့။ဒါဆိုရင်ဒီ alcohol ကိုကာဗွန်နံပါတ်တက်မယ်เนาะ OH အုပ်စုနဲ့အနီးဆုံးကနေကာဗွန်နံပါတ်တက်မယ်ဆိုတော့เนาะညာဘက်ကာဗွန်အနီးဆုံးဒါကြောင့်1 2 3เนาะကာဗွန်3လုံးဆိုရင်ပါလဲ propane เนาะအဲ့တော့ OH အုပ်စုနှစ်ခုရှိတော့ diol ကိုသုံးမယ်ဒါဆိုရင်ဘယ်လိုနာမည်ပေးသွားမလဲလို့ကြည့်လိုက်เนาะ propane 1 2 diol တဲ့เนาะဒါဆိုဒီစီးမြင့်လေးကိုပြန်ဖတ်ကြည့်လိုက်เนาะပင်မအကိန်းကဒီတိုင်းပဲရှိနေမယ်တဲ့ဒါဆိုပင်မအကိန်းက propane ဆိုဒီတိုင်းရှိနေမယ်เนาะသူ့ရဲ့နောက်မှာเนาะ OH အုပ်စုနှစ်ခုရှိရင် diol သုံးခုရှိရင် triol เนาะအဲ့ OH အုပ်စုရှိတဲ့ကာဗွန်ရဲ့ position ကိုထည့်မယ်အဲဒီမှာ1 2အဲကြောင့်1, 2 hyphen diol လို့သုံးသွားတယ်เนาะကဲဒါဆိုရင်ဒီ structure ကိုကြည့်မယ်နော်အဲ့ဒီမှာ OH အုပ်စုနဲ့အနီးဆုံးကာဗွန်ကနေစပြီးနံပါတ်တက်မယ်နော်နံပါတ်တက်လိုက်တဲ့ကာဗွန်ဆက်တန်းဒီအရှိဆုံးဆက်တန်းဖြစ်ရမယ်နော်အဲ့ဒီမှာနံပါတ်တက်မယ်
1 2 3 4 5 6အဲ့တော့ကာဗွန်6လုံးကအရှည်ဆုံးဖြစ်နေမယ်နော်ကာဗွန်6လုံးဆိုတော့ဘာဖြစ်မလဲ hexane နော်အဲ့ဒီမှာ OH အုပ်စုကဘယ်နှခုပါလဲလို့ကြည့်လိုက်နော် OH အုပ်စုကတစ်ခုပဲပါတယ်ကာဗွန်နံပါတ်ဘယ်လောက်မှာပါတာလဲ2မှာပါတာနော်အဲ့တော့ပင်မအကင်းရဲ့ကာဗွန်က6လုံးဆိုတော့ hexane hexane မှာ E ကိုဖြုတ် OL ထည့်နော် hexanol နော်အဲ့တော့2မှာ OH အုပ်စုပါတော့2 hexanol ပေါ့နော်ကြည့်ဒါဆိုရင် branch chain တွေနော် substituent အုပ်စုတွေကဘယ်မှာပါလဲလို့ကြည့်လိုက်နော်3မှာလည်းတစ်ခုပါတယ်5မှာလည်းတစ်ခုပါတယ်အဲ့တော့3မှာပါတဲ့အုပ်စုနဲ့5မှာပါတဲ့အုပ်စုနှစ်ခုတူလားမတူပါဘူး3မှာပါတာက CH3CH2 တဲ့နော်ကာဗွန်နှလုံးဆိုတော့ဒါပါလဲ ethyl ဖြစ်မယ်နော်5မှာကျတော့ကာဗွန်တစ်လုံး CH3 ဆိုတော့ဒါပါလဲ methyl နော်ကဲအစားထိုးအုပ်စုနှစ်ခုကမတူတော့ပြန်ဘူးဒီမှာ ethyl နဲ့ methyl နဲ့နော်တူရင်အုပ်စုတူရင် dine တို့ trine တို့နဲ့သုံးတယ်အုပ်စုမတူဘူးဆိုရင်အခရာလိုက်စီရမယ်နော်အခရာလိုက်စီမယ်ဆိုရင် ethyl နဲ့ methyl နဲ့ဘယ်သူအရင်လာမလဲ ethyl အရင်လာမယ်ဒါကြောင့်ဒီမှာနော်အစားထိုးအုပ်စုက3 ethyl ပြီးမှ5 methyl လာမယ်အစားထိုးအုပ်စုပြီးသွားရင်ပင်မအကိန်းကိုနော် E ကိုဖြုတ် OL ထည့်မယ် OH အုပ်စုရဲ့ position ကိုရှေ့မှာထည့်ပေးမယ်ဒါဆိုရင်ဘာဖြစ်မလဲ2 hexanol ဒါကြောင့်3 ethyl 5 methyl 2 hexanol လို့ရေးမယ်နော်အခုနောက်ပိုင်းမှာဒီနော် OH အုပ်စုရဲ့ position ကိုဘယ်လိုလဲဖော်ပြလဲဆိုတော့နော်3 ethyl 5 methyl hexane 2all လို့လည်းရေးတယ်နော်အဲ့တော့ဒါ new IUPAC လို့ပြောရမလားနော်ဒီအပေါ်အကောင်က O system ပါပေါ့နော်အဲ့တော့ဘယ်ဟာဖြစ်ဖြစ်မှန်ပါတယ်နော်အဲ့တော့ hexane 2all လို့တွေ့လာခဲ့ရင်နော်မတိမှာဆိုလို့နော်နှမျိုးပြန်ပြီးတော့မှရေးပြလိုက်တာနော်primary alcohol ကိုတက်တိုးလို့ရှိရင် aldehyde ရတယ်เนาะ aldehyde ကိုဆက်ပြီးတော့မှတက်တိုးရင် carboxylic acid ရတယ်เนาะ secondary alcohol ကိုတက်တိုးမယ်ဆိုရင် ketone ရတယ်เนาะဒါကြောင့်မလို့เนาะဒီ alcohol တွေရဲ့ reaction ကိုသွားဖို့အတွက်เนาะဒီချက်နောက် lecture မှာ aldehyde ketone နဲ့ carboxylic acid အကြောင်းကိုယင်ပြောသွားမယ်เนาะ